ကဲကျွန်တော်ချစ်မိတ်ဆွေများလူနေထိုင်ခွင့်ကြပြီးသား80 60ကျွန်တော်ဒီခြံခွက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါအောင်မယ်เนาะဒါကျွန်တော်တို့ပေရ80 60လမ်းပုံးဖက်တင်ဖြစ်ပါတယ်เนาะအလှဲ့ရတော့ကျွန်တော်တောင်လှဲ့မလားအရှိလှဲ့မလားအနောက်လှဲ့မလားเนาะကြိုက်တဲ့ဖက်ကိုလှဲ့လို့ရတယ်ဗျာလမ်းပုံးဖက်တင်ဆိုတော့ကျွန်တော်ဒီခြံခွက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါအောင်မယ်เนาะဘေးပတ်ဝန်းကျင်မှာဆိုလေအင်ဂျင်နေထားပါညာရှိပါတယ်เนาะအင်ဂျင်နေထားလည်းရှိတယ်လမ်းအဝင်ထွက်လဲပါပါမယ်ရှေ့မှာလမ်းကလည်းပေ20လမ်းနေဖြစ်မယ်ဗျာနော်ဒါအလှဲ့ရလဲကိုကြိုက်တဲ့ဘက်ကိုလှဲ့လို့ရတယ်လမ်းပုံးဖက်တင်ဆိုတော့ပြောပြရမလို့ပါဘူးနော်ဈေးနှုန်းကဒီကောင်ကကျွန်တော်တို့4ပဲ6ပဲ2ကွက်တွဲဆိုတော့ဒီကောင်80 6ပဲဖြစ်တယ်ဗျ80 6ပဲဆိုတော့ကျွန်တော်တကွက်ချင်းယူလဲရတယ်တကွက်ချင်းဆိုရင်တော့800ပေါ့လေအကုန်လုံး80 6ပဲလုံးယူမယ်ဆိုရင်ပိန်းက1600ဖြစ်ပါတယ်နော်ပိန်း1600ကိုအလျှော့တင်းလေးရှိပြီးတယ်ဗျာလူနေထိုင်ခွင့်လာနာကြပြီးပါနော်လူနေထိုင်ခွင့်နဲ့ကြပြီးပါဖြစ်တယ်နော်အခြားနည်းကြပြီးပါဖြစ်မယ်နော်မြေမျိုးစားကတော့အရန်ဖားဖရန်အားကောင်းတဲ့ခြံခွက်လေးဖြစ်ပါတယ်ခင်ဗျရင်ပြီးလွယ်ပါမယ်နော်ကဲကျွန်တော်ချစ်မိတ်ဆွေတွေဒါကတော့ကျွန်တော်တို့တီနေရကတော့ကျွန်တော်ပြည်ဦးလူမျိုးပွဲကောက်ရမှာတည်ရှိပါတယ်နော်ဒီခြံလေးဖြစ်ပါတယ်ဒီခြံလေးကတော့လမ်းဝင်လမ်းထွက်လည်းအရန်ပါပါမယ်နော်ကြည့်လိုက်ပါဟုတ်ကဲ့ပါဒါလေးကိုစိတ်ဝင်ပါရင်ကျွန်တော်ချယ်ရီမျိုးတို့အင်ချန်မျိုးကိုလှုပ်လိုက်ပါအလုံးကျေးဇူးပါခင်ဗျ